အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ညနေအတွက်ကဘာဖလားဒုတိယမြောက်ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည3 နာရီခွဲမှာကံမဲ့ပြင်သစ်အသင်းနဲ့အီရတ်အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်သူတို့နှစ်သင်းရဲ့ပါဝင်တဲ့အုပ်စုကိုကြည့်ရင်ပြင်သစ်အီရတ်နော်ဝေးနဲ့ဆီနီဂေါတို့ဖြစ်ပါတယ်ဒီပွဲစဉ်ကိုကြည့်ရင်ပြင်သစ်အသင်းကကျွန်တော်တို့လက်ရှိလော့ဆယ်မှာ3မှတ်ရရှိကြတဲ့အသင်းမှာတစ်ဖက်ကအီရတ်အသင်းကတော့အမှတ်မရရှိသေးပါဘူးသူတို့ရဲ့ကမ္ဘာရက်တီမှုအဆင့်တွေကိုကြည့်ရင်ပြင်သစ်အသင်းကကမ္ဘာအဆင့်3မှာရက်တီနေပြီးတော့အီရတ်အသင်းကတော့ကမ္ဘာအဆင့်59မှာရက်တီနေတာကိုတွေ့ရပါတယ်ကျွန်တော်တို့ဒီပွဲစဉ်အကြောင်းမပြောခင်အရင်ဦးဆုံးကျွန်တော်ပြောချင်တဲ့ပုံစံကတော့လက်ရှိအာရှဈေးကွက်ဖွင့်လှစ်မှုတစ်ခုဖြစ်ပါတယ်ဒီအားကတော့မနေ့ကကျွန်တော်တို့ဥရောပကနာမည်ကြီးစပိန်အသင်းနဲ့အာရှတိုက်ကဆော်ဒီအာရေဗျတို့ကန်သွားပါတယ်စပိန်အသင်းက9-0နဲ့အနိုင်ရရှိသွားပါတယ်ဒီနေ့ပွဲစဉ်မှာလည်းပြင်သစ်အသင်းကကမ္ဘာအဆင့်3ပါမနေ့ကကန်တဲ့စပိန်အသင်းကကမ္ဘာအဆင့်2ပါအဲ့တော့ပြင်သစ်နဲ့စပိန်ဆိုတာဥရောပနာမည်ကြီးအသင်းတွေပါတစ်ဖက်ကပြိုင်ဘက်တွေကိုကြည့်ရင်မနေ့ညကစပိန်နဲ့ရှင်ပြိုင်သွားတဲ့ဆော်ဒီအာရေဗျကကမ္ဘာအဆင့်61ပါဒီနေ့ပြင်သစ်အသင်းကိုရင်ဆိုင်ပြီးတော့ကစားရမယ်အာရှကပဲအီရတ်အသင်းကတော့ကမ္ဘာအဆင့်59ပါအဲ့တော့ဥရောပထိပ်သီး2သင်းနဲ့အာရှ2သင်းကမ္ဘာအဆင့်တွေတိတ်မကွာသလိုဒီနေ့အာရှဈေးကွက်ဖွင့်လှစ်မှုကလည်းပုံစံကွက်ထဲကအတိုင်းပဲထွက်လာတာကိုတွေ့ရပါတယ်မနေ့ကစပိန်သင်းကဆော်ဒီအာရေဗျကို9-0နဲ့အနိုင်ရရှိသွားတဲ့အတွက်ဒီနေ့ပြင်သစ်အသင်းရဲ့ပွဲစဉ်မှာဘော်ဒီဈေးကောဂိုးပေါင်းဈေးရောနည်းနည်းလေးပိုပြင်းလာတာတော့မှကျွန်တော်တို့တွေ့မြင်ရပါတယ်အဲ့တော့မနေ့ကစပိန်အသင်း5-0နဲ့အနိုင်ရရှိသလိုဒီနေ့ပြင်သစ်အသင်းကစပိန်အသင်းတို့စွမ်းဆောင်နိုင်ပါမလားဆိုတော့လေကျွန်တော်တို့တွေးကြည့်ရမှာဖြစ်ပါတယ်အခြားတစ်ဖက်ကိုပြောရင်ပြင်သစ်အသင်းကလက်ရှိမှာ3မှတ်ရရှိထားပါတယ်သူတို့ရဲ့ပထမပွဲစဉ်မှာဆီနီဂေါအသင်းကိုအမ်ဘပ်ပီရဲ့သွင်းကို2ဂိုးနဲ့တူ3-2နဲ့အနိုင်ရရှိထားတာပါအဲ့ပွဲစဉ်မှာအမ်ဘပ်ပီ2ဂိုးသွင်းခဲ့တယ်ဆိုပေမဲ့တကူကတော့ကျွန်တော်တို့နာကျင်အချိန်မို့ဖြစ်တဲ့90+6 မိနစ်မှာသွင်းယူခဲ့တဲ့နောက်ကျအနိုင်ကိုဖြစ်ပါတယ်ဒီပွဲစဉ်ကိုကျွန်တော်တို့ပြန်လဲသုံးသပ်လို့ရှိရင်ထူးခြားချက်တစ်ချက်ကတော့ပထမပိုင်းမှာပြင်သစ်အသင်းနဲ့ဆီနီဂေါအသင်းတို့ကဂိုးမရှိသေးကြနေတာပါဒုတိယပိုင်းကျမှသွင်းဂိုးတွေကစတင်ပြီးတွေ့မြင်ရတာပါကျွန်တော်တို့အမ်ဘပ်ပီရဲ့သွင်းဂိုးတစ်ဂိုးကြောင့်1-0နဲ့အနိုင်ရရှိနေပေမဲ့တခါနောက်ထပ်ပြင်သစ်အသင်းကဒုတိယမြောက်တက်ဂိုးကိုသွင်းပြီးတော့2-0နဲ့ပြိုင်ဘက်ကိုဥဆောင်ခဲ့ပေမဲ့လည်းဆီနီဂေါအသင်းကနာကျင်ချိန်မို့90+5 မိနစ်မှာပြန်လည်ပြီးခြေပခဲ့ပါတယ်2-1ဆိုတဲ့ရလဒ်နဲ့ဘော်ဒီအောင်တို့ထင်တဲ့အချိန်မှာ10မိနစ်သာခြားပြီးတော့အမ်ဘပ်ပီကတတိယမြောက်နိုင်ကိုသွင်းယူပြီးတော့ပြင်သစ်အသင်းကဘော်ဒီဈေးကောဂိုးအပေါ်ဈေးပါအောင်နိုင်ခဲ့တဲ့ပွဲပါဒါမှတ်မှတ်ရပြန်လဲပြောပြခြင်းဖြစ်ပါတယ်တစ်ဖက်ကအီရတ်အသင်းကိုကြည့်ရင်တော့နော်ဝေးအသင်းကိုတိုက်စစ်ပြန်လဲရှင်ပြိုင်ကစားကိုကြိုးစားခဲ့ပေမဲ့လည်းမအောင်မြင်ဘဲနဲ့4-2နဲ့ရှုံးနိုင်ခဲ့ပါတယ်နော်ဝေးအသင်းက4-2နဲ့အနိုင်ရရှိခဲ့ပေမဲ့တိတ်ပင်ပန်းခဲ့တာတော့မဟုတ်ပါဘူးအီရတ်အသင်းရဲ့ခံစစ်အဲ့လောက်ကြီးမကောင်းတာကိုလည်းနော်ဝေးတဲ့ပွဲမှာတွေ့မြင်ရပါတယ်ခုနကကျွန်တော်အစောပိုင်းပြောခဲ့တဲ့အတိုင်းပဲစပိန်အသင်းနဲ့ဈေးတွေတွားတူနေတဲ့ပြင်သစ်အသင်းဒီညစပိန်အသင်းလို့9ကိုပြတ်ပါမလားကြီးကတော့ကျွန်တော်ပြောရင်အခုကျွန်တော်တို့မူလစတီဈေးမှာ3လုံး50နိုင်ဖွင့်လှစ်ထားသလိုပဲလက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာလည်း3လုံး45ပြားနိုင်တိတ်မကွာပါဘူးဂိုးပေါင်းဈေးမှာတော့မူလတီကြေးတုံးက3လုံး90ရှုံးလို့ပေးထားပေမဲ့လက်ရှိမှာတော့4ဂိုးသွင်းရင်80နိုင်ဆိုပြီးတော့ဂိုးပေါင်းကြီးပုံမူပြင်းထန်လာပါတယ်အဲ့ဒါကြောင့်မို့လို့မနေ့ကစပိန်ပွဲတဲ့ဒီနေ့ပွဲကကြေးလေးနဲ့ပိုမြင့်လာတာကိုတွေ့ရပါတယ်ဘော်ဒီဈေးကောဂိုးပေါင်းကြီးပါအဲ့တော့ဒီပွဲကိုကျွန်တော်တို့ရွေးချယ်မှုပေးရမယ်ဆိုလို့ရှိရင်ခင်ဗျားတို့ဘယ်လိုတွေးထင်မလဲတော့မသိဘူးမနေ့ကတော့ကျွန်တော်စပိန်9ဂိုးမသွင်းဘူးလို့ယူဆခဲ့တဲ့အတွက်ဂိုးအောင်ပေးခဲ့ပါတယ်ဒီနေ့မှာတော့ပြင်သစ်အသင်းစပိန်အသင်းနဲ့နီးတူဂိုးပြတ်အနိုင်ရရှိမယ်လို့ကျွန်တော်တွေးမိပါတယ်။ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုရင်အမ်ဘပ်ပေကြောင့်ပါကျွန်တော်တို့အာဂျင်တီးနားအသင်းကမက်ဆီကဂိုးသွင်းပြင်စုအတွက်ထိတ်ဆုံးမှာ3ဂိုးသွင်းပြီးဥဆောင်နေပါတယ်။အမ်ဘပ်ပေနဲ့နော်ဝေးကဟာလန်တို့ကတော့2ဂိုးစီနဲ့ဒုတိယလိုက်နေပါတယ်။အမ်ဘပ်ပေကကျွန်တော်တို့ပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးသွင်းပြင်စုကိုရရှိထားတဲ့ကစားသမားတူပါအဲ့တော့ဒီနှစ်မှာလည်းသူကမက်ဆီကိုကြော်ဖြတ်ခြင်းနေမှာအသေးကြပါပဲလက်ရှိသူ့တဲ့သွင်းကိုတကိုးပိုတာနေတဲ့မက်ဆီကိုကြော်ဖြတ်ဖို့အတွက်ဆိုရင်သူကအခုအာရှအသင်းတော်ဖြစ်တဲ့အီရတ်အသင်းနဲ့တွေ့တဲ့ပွဲမှာ
ကိုများစွာတွန်းယူနိုင်ဖို့လိုအပ်ပါတယ်အမ်ဘပေတကိုတွန်းနိုင်မလားနှစ်ကိုတွန်းနိုင်မလားလိုအပ်တဲ့လောက်ဂိုးကိုတွန်းပြီးတော့သူကမက်ဆီကိုကြော်ဖြတ်ရမှာပါဒါမှမဟုတ်အမ်ဘပေဂိုးမသွင်းနိုင်ဘဲနဲ့သူမက်ဆီကိုမကြော်ဖြတ်နိုင်ရင်တော့ကျွန်တော်တို့မပြောတတ်ပါဘူးဒါပေမဲ့ကျွန်တော်အယူဆကတော့အမ်ဘပေတွန်းလာမယ်နေထားကြောင့်ကျွန်တော်တို့ကဒီပွဲစဉ်ကိုသုံးသပ်တဲ့နေရာမှာပြင်သစ်အသင်းကိုဦးစားပေးပြီးတော့စဉ်းစားမိပါတယ်လက်ရှိအာရှပေါက်ဈေးအနေထားတဲ့အရာကောခုနပြောခဲ့တဲ့အမ်ဘပေရဲ့အနေထားကြောင့်မှာကျွန်တော်ကတော့ဒီပွဲစဉ်ကိုပြင်သစ်အသင်းကိုရွေးချယ်ခြင်းပါတယ်အနည်းဆုံးပြင်သစ်အသင်း 3C 4C လောက်ပြတ်သွားနိုင်ပါတယ်တစ်ဖက်ကအီရတ်အသင်းကအားထားတဲ့တိုက်စစ်မှုအာမတ်ဟူစိန်ကလည်းကျွန်တော်တို့အရှိပွဲနော်ဝဲနယ်ပွဲမှာခြေပါကိုတွင်းငယ်ပေးပေမဲ့နောက်ဆုံးမိနစ်မှာတော့သူ့ရဲ့ကိုတွင်းတဲ့အုံကိုကြောင့်ပဲနော်ဝဲအသင်းကိုဂိုးပြန်ပေးလိုက်ရတာပါဒီနေ့မှာတော့အီရတ်အသင်းရဲ့တိုက်စစ်မှုအာမတ်ဟူစိန်ဘာလုံနိုင်မလဲဆိုတာကိုစောင့်ကြည့်ရသလိုပြင်သစ်အသင်းကလည်းအမ်ဘာပေအသင်းအတွက်အနိုင်ကိုတွန်းနိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့အမ်ဘာပေမက်ဆီကိုကြော်ဖြတ်နိုင်မှုအတွက်သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကိုယုံကြည်လို့ကျွန်တော်ကတော့ပြင်သစ် Vax အီရတ်ကျွန်တော်ပြင်သစ်ကိုရွေးချယ်ခြင်းပါတယ်ကြိုင်ရင်လိုက်ပါမကြိုင်ရင်ဘက်ကမှာမနက်ခင်းမှာအကုန်လုံးအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ရှိပါတယ်